မြန်မာနိုင်ငံမှာရန်ပေါ်တဲ့ငပြောတီးကကိုရီးယားနိုင်ငံမှာပေါ့နော်တပီးကို9900တဲ့မြန်မာငွေနဲ့ဆိုရင်တော့3000ဝန်းကျင်နာမှာရှိရဲတီးကတော့တတုံးပေါ့နော်19800ဝန်းပေါ့နော်မြန်မာငွေနဲ့ဆိုရင်6000ဝန်းကျင်နာမှာရှိရပေါ့နော် Oh my god ငါတွေးတက်လိန်မော်တီးရကြပါတော့အဲ့လိုအိတ်လေးနဲ့ထုတ်ရောင်းတယ်တအိတ်ကို9900ဝန်းမြန်မာငွေနဲ့ဆို3000ဝန်းကျင်နာမှာရှိရပါတော့တမယာတီးကရှင်းလုံးပါတာတစ်ခုပေါ့နော်4980ဝန်းမြန်မာငွေနဲ့ဆို1000ခွဲဝန်းကျင်နာမှာရှိပါတယ်နနတီးကလည်းပေါ့နော်တမယာတီးဈေးနဲ့တူတူပါပဲ4990ဝန်းမြန်မာငွေနဲ့ဆို1000ခွဲဝန်းကျင်နာမှာရှိပါတယ်အမလေးဟင်းနုနယ်ရွက်ကပေါ့နော်တစ်ထုပ်ကို1580ဝန်းမြန်မာငွေနဲ့ဆိုရင်တော့4000ဝန်းကျင်နာမှာရှိပါတယ်စတော်ဘယ်ရီကပေါ့နော်တပုံး12800ဝန်းမြန်မာငွေနဲ့ဆို3000ခွဲဝန်းကျင်နာမှာရှိပါတယ်ခါကျက်ဝက်တပုံးကို4980ဝန်းမြန်မာငွေနဲ့ဆို1000ခွဲဝန်းကျင်နာမှာရှိပါမယ်ကစုံတစ်ထုပ်ကလည်း3980ဝန်းမြန်မာငွေနဲ့ဆို12000ဝန်းကျင်နာမှာရှိပါမယ်ခေါ်ဘီတော့ကတစ်ထုပ်ကိုပေါ့နော်3980ဝန်းမြန်မာငွေနဲ့ဆို12000ဝန်းကျင်နာမှာရှိပါမယ် Oh my god ဖေုံတီးကတစ်လုံးပေါ့နော်3980ဝန်းမြန်မာငွေနဲ့ဆို12000ဝန်းကျင်နာမှာရှိပါမယ်ခဲညင်တဲ့တပုံး9980ဝန်းပေါ့နော်မြန်မာငွေနဲ့ဆိုရင်18000ကျပ်ရှိမယ်ပေါ့နော်ညင်ဒီအတီးကတော့ပေါ့နော်6900ကျပ်မြန်မာငွေနဲ့ဆို2000ဝန်းကျင်နာမှာရှိမယ်ပေါ့နော်ကိုရီးယားမှာအတီးရအရန်ဈေးကြီးရမလို့ပေါ့နော်ကျွန်တော်တို့ဗမာမွေပဲနဲ့ဒီတိုင်းပဲပြန်လာခဲ့ပါတယ်လဲပတ်ပြီးတော့ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်